သူတေးအောင်လုပ်တယ်ဆိုရင်တော့ပေါ့နော်တေးအောင်လုပ်လိုက်တယ်ဒီဆေးထိုးလိုက်လို့ရှိရင်ဒီကဆန်းတက်လိုက်လို့ရှိရင်တေးမယ်ဆိုတာတိတိနဲ့တေးပါစေဆိုတဲ့စိတ်နဲ့ဆန်းတက်ရင်တော့ဒါသူကန်ထိုက်တာပဲတေးဆိုတဲ့စိတ်လုံးဝမပါဘူးပေါ့ဒီဆေးကဆွမ်းလားမဆွမ်းလားပေါ့နော်ဆေးကိုစူးစမ်းရှင်တဲ့သဘောမျိုးနဲ့လုပ်တယ်ဆိုရင်တော့တေးသွားတာအပြစ်မရှိဘူးစာထဲမှာပါတယ်ပြန်တဲ့ထက်တုန်းကရဟန်းတစ်ပါးကျဉ်ကျက်ဖက်ဖက်မဆန်းတက်ကောင်းတာပေါ့နော်ဘုန်းကြီးတစ်ပါးကိုသူအစိတ်သွားကြည့်တာအစိတ်ဆွမ်းလားမဆွမ်းလားသိချင်လို့တဲ့သူဆန်းတက်ပုံကတော့ရေထုံသိလားစာပေထဲမှာဝိမန္တဒိဗ္ဗာယလို့ခေါ်တယ်ဒီအစိတ်ကဘယ်လောက်ဆွမ်းလဲဆိုတော့သိချင်တာအဲ့အချိန်မှာစားကြည့်ပါနဲ့စိတ်ကိုကြောက်ကြွေးတာဟောလဲစားတဲ့လူကလည်းစားတယ်သိလားတေးပြန်တော်မူသွားရောအဲ့တော့ तू ပြီးမှပြန်တော်မူသွားတဲ့အခါကျဖះသွားမစ္ဆောင်ပြတပြည့်တော့ကံဟိုပါရာဇိကကြပြီလားဆိုတော့မင်းဘာစိတ်နဲ့သွားကြည့်တာလဲတပြည့်တော့တေးဆိုတဲ့စိတ်မပါဘူးတဲ့စမ်းကြည့်တာတဲ့ तू အဲ့ဆိုတော့ဟိုပါရာဇိကမကြဘူးပေါ့နော်အဲ့တော့ခုနဟိုသူတနာပြတာလဲအဲ့တိုင်းပဲဒီအကောင်လေးတွေဒီစီထိုးလိုက်လို့ရှိရင်တရားကျွေးလိုက်လို့ရှိရင်တေးသွားမယ်ဆိုတာကို तू သိနေတယ်ဆိုရင်တော့ तू ကန်ထိုက်တာပေါ့နော်တိမသေးတော့ तू မသိဘူးပေါ့ဒီဟာဘလို့အကျိုးအနိသင်ရှိမလဲစမ်းကြည့်တာအဲ့တော့စမ်းကြည့်ရင်လည်းဟိုဆေးရဲ့အစွမ်းကြောင့် तू တေးသွားတယ်ဆိုရင်တော့ကံဟိုဘာနိုင်ပါတကံမမြောက်ဘူးပေါ့အဲ့တော့ဘာစိတ်နဲ့စမ်းတက်မလဲဆိုတဲ့အပေါ်မှာမူတည်သွားပါတယ်နော်ဟုတ်